အားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့မှာတော့ဆရာညီညီနိုင်မြန်မာဘာသာကိုပြန်ဆိုထားတဲ့လျှို့ဝှက်ချက်ဆိုတဲ့စာအုပ်ကိုအပိုင်း၈အနေနဲ့ဆက်လက်ဖတ်ရှုပြမှာပါကဘာကြီးအတွက်လျှို့ဝှက်ချက်လီဆာနီကိုစ်လူတွေမှာသူတို့လိုချင်တာကိုတိမ်မှုစိတ်နဲ့ကြီးပြီးဟာငါကြိုက်တယ်ငါသိတ်လိုချင်တယ်လို့ပြောတတ်ကြပါတယ်ဘာပဲဖြစ်ဖြစ်သူတို့မကြိုက်တာကိုတွေ့ရင်အဲ့ဒီထက်အားပိုသုံးကြပါတယ်သူတို့မလိုလားတာကိုကန်ထုတ်ပြစ်မယ်ဖယ်ရှားပြစ်မယ်ခြေမုံဖျက်ဆီးပြစ်မယ်ဆိုတဲ့အကြံနဲ့အားထုတ်ကြိုးပမ်းကြပါတယ်ကျမတို့ရဲ့လူအဖွဲ့အစည်းမှာမကြိုက်တာတွေကိုစန့်ကျင်တိုက်ခိုက်မှုတွေလုပ်လို့ဟုတ်လာပြီဆိုပြီးကျေနပ်မှုရယူနေကြပါတယ်ဒီလိုနဲ့ကန်ဆာရောဂါကိုတိုက်ဖြတ်တယ်ငတ်မွတ်ခေါင်းပါမှုကိုတိုက်ဖြတ်တယ်မူးယစ်ဆေးဝါးကိုတိုက်ဖြတ်တယ်အကြမ်းဖက်ဝါဒကိုတိုက်ဖြတ်တယ်အကြမ်းဖက်မှုတွေကိုတိုက်ဖြတ်တယ်စစ်ရေးကိုစစ်ရေးနည်းနဲ့တုံ့ပြန်တိုက်ဖြတ်တယ်။ကျမတို့မလိုလားတာတွေမှန်သမျှပုံမပြင်းထန်ပြီးကြီးကျယ်များပြားလာမဲ့တိုက်ပွဲတွေကိုဖန်တီးပေးရရောက်တဲ့တိုက်ခိုက်မှုတွေလုပ်ဖို့သာအားတန်နေကြပါတယ်။ Hill Woskin တင်ကြားရေးဆရာThe Sirona Method စာအုပ်ရေးသူကျွန်တော်တို့ဖန်တီးတဲ့ဘယ်အရာမဆိုကျွန်တော်တို့အာယုံပြုဂရုစိုက်ပါတယ်။ဥပမာကျွန်တော်တို့တကယ်စိတ်ဆိုးပြီးဆိုရင်ရန်ပွဲဖြစ်ဖို့တာဆူလိုက်တော့တာပါပဲရန်ဖြစ်တာဒါမှမဟုတ်ဝေဒနာခံစားရတာကိုလည်းအားအင်တွေပုံအောပြီးထပ်ထည့်ပေးလိုက်တာပဲဆိုရမယ်ကျွန်တော်တို့ကိုကျွန်တော်တို့ပြဿနာတဲ့အသေးအတန်တွန်းပို့ခဲ့တယ်လို့စန့်ကျင်အားခံမှုတွေဟာပုံများလာရပါတော့တယ် Carl Jung 1885-1961ခုခံတွန်းလှန်ရင်ဇွတ်တိုးလုံးမှာပဲ Bob Dole ကျွန်တော်တို့ခုခံတွန်းလှန်မှုကိုဇွတ်တိုးလောက်ကြတဲ့အကြောင်းအရင်းကတခုခုကိုကျွန်တော်တို့ခုခံရမှာအိုးမဟုတ်ဘူးငါ့ကိုအခုတောင်စိတ်ထိခိုက်အောင်လုပ်တဲ့အရာငါမလိုချင်ဘူးလို့ပြောခဲ့တာကြောင့်ပါပဲဒီတော့အခုလိုခံစားနေရတာမကြိုက်ဘူးလို့စိတ်ပါလက်ပါအားပါတရထုတ်ဖော်ပြောလိုက်တဲ့အတွက်အဲ့ဒီအရာကကိုယ့်စီကိုတန်းပြေးလာတော့တာပဲပေါ့ကိုမနှစ်မြို့မှန်းသိသလိုတမင်အရွက်တိုက်ပြီးကန်းတက်လာတဲ့အတိတ်ပဲပါပဲဘယ်အရာကိုမဆိုခုခံတွန်းလှန်တာဟာသူတို့ဖြစ်ပေါ်လာတဲ့နောက်အပြင်ပန်းပုံတံကိုပြောင်းလဲဖို့ကြိုးစားတာနဲ့တူပါတယ်ဒါဟာအချင်းကြီးအားထုတ်မှုပါပဲအမှန်တော့ပုံအသစ်တွေဖန်တီးဖို့ကိုယ်အတွေးတွေနဲ့ခံစားချက်အရာအချက်ပြသင်္ကေတတွေသူတို့အထက်ရောက်အောင်ထုတ်လွှင့်ပေးရမှာပါဖြစ်လာတာကိုတွန်းလှန်ခုခံနေသမျှကိုမကြိုက်တဲ့အသွင်သဏ္ဍာန်တွေကိုအင်အားနဲ့အစွမ်းတတ္တိတွေထပ်ဖြည့်ပေးရရောက်သလိုပြင်းထန်တဲ့အရှိန်အဟုန်တွေပိုကြီးမားသွားစေတာပါပဲတနည်းအားဖြင့်ဒီအဖြစ်ဒီအကြောင်းကိစ္စကိုပိုကျယ်ပြန့်လာစေုံပဲရှိပါတယ်ဒါဟာစัจ java လာနေရမှာရဲ့သဘောတရားပဲပေါ့ Jack Canfield စစ်စန့်ကျင်ရေးလှုပ်ရှားမှုဟာစစ်ပွဲတွေကိုထပ်ပြီးဖန်တီးတာပါပဲမူရစ်ဆေးဝါးတိုက်ဖြတ်ရေးလှုပ်ရှားမှုဆိုတာလေတကယ်တမ်းမူရစ်ဆေးတွေပိုများလာအောင်တွန်းအားပေးရနဲ့မချပါဘူး။ဘာကြောင့်ဆိုကျွန်တော်တို့ကမလိုလားတဲ့အပေါ်မှာပဲအလေးထားအာယုံစိုက်ခဲ့လို့ဖြစ်ပါတယ်။ Lisa Nichols လူတွေဟာကိုယ်တကယ်မလိုလားမနှစ်သက်တာကိုဖယ်ရှင်းပြစ်မယ်လို့ယုံကြည်ပြီးအဲ့ဒီကိစ္စအပေါ်မှာအလေးအနက်အာယုံပြုထားကြပါတယ်။ဒီလိုပြဿနာတစ်ခုအပေါ်မှာအစွမ်းကုန်အင်အားသုံးတာတွေဟာယုံကြည်မှုမေတ္တာလိုတရတဲ့ငြိမ်းချမ်းရေးတွေအပေါ်အာယုံစိုက်ရတာတွေထက်ဘယ်လောက်ပိုများမလဲလို့ Jack Canfield မာသာထရီဆာဟာတောက်ပတဲ့တောက်ရှူးကြဲကြီးတစ်လုံးပါသူပြောခဲ့တယ်ကျမဟာစန့်ကျင်ရေးစုပေါင်းဆန္ဒပြပွဲတွေကိုဘယ်တော့မှတက်မှာမဟုတ်ပါဘူးငြိမ်းချမ်းရေးဆန္ဒပြပွဲလုပ်မယ်ဆိုရင်တော့ကျမကိုလာဖိတ်ပါတဲ့မာသာကြီးကောင်းကောင်းသိပါတယ်သူဟာလျှို့ဝှက်ချက်ကိုလည်းနားလေသူပါဒီကဘာကြီးမှာဥဒန်းတွင်အောင်သူလှုပ်ခဲ့တာတွေကိုကြည်ပါ Hill Woskin ဒီတော့ခမည်းဟာစစ်ဆန့်ကျင်ရေးသမားလုပ်မဲ့အစားငြိမ်းချမ်းရေးကိုထောက်ခံသူသာဖြစ်လိုက်ပါတော့ငတ်မော့ခေါင်းပေါမှုကိုဆန့်ကျင်သူဆိုလေအစာရေးစားအရှံအပယ်ပေါများမှုကိုထောက်ခံသူလုပ်လိုက်ပါနိုင်ငံရေးသမားတယောက်ကိုဆန့်ကျင်သူဖြစ်နေတဲ့တိုင်အောင်သူ့ပါတီကိုထောက်ခံလိုက်ပါမကြာခဏဆိုသလိုပဲရွေးကောက်ပွဲတွေမှာအတိုက်အခံအမှတ်လောင်းကိုဦးစားပေးပြီးမဲထည့်တတ်ကြပါတယ်ဒါကလည်းစွမ်းအားတွေနဲ့အာယုံအားလုံးကသူ့စီကိုတခဲနဲ့ရောက်သွားလို့ပါပဲလောကကြီးမှာရှိတဲ့အရာအလုံးဟာအတွေးတစ်ခုနဲ့စခဲ့ကြရတာပါ
တချို့ကိစ္စတွေကြီးတဲ့ထက်ကြီးလာရတဲ့အကြောင်းကလူတွေအများကြီးဝိုင်းတွေးနေကြလို့ပဲပေါ့ဒီအတွေးတွေနဲ့စိတ်လှုပ်ရှားမှုဇောတွေကအဖြစ်ပြက်တစ်ခုကိုရပ်တည်ခွင့်ပေးထားပြီးကြီးတဲ့ထက်ကြီးအောင်ဖန်တီးလိုက်တာပဲဆိုပါတော့ကျမတို့စိတ်တွေကိုအဲ့ဒီဖြစ်ရကခွာပြီးဥပိ္ပခရှုလိုက်မယ်ဒီအစားမေတ္တာတရားအပေါ်အာယုံလွှဲလိုက်မယ်ဆိုရင်ပြဿနာကဆက်ပွားမှာမဟုတ်တော့ပါဘူးသူ့အလိုလိုပြီးငိမ့်လွင့်ပြဲပြီးပျောက်ကွယ်သွားမှာပါCharles Hane မှတ်ထားပါဒီအချက်ဟာအန်ဩဝယ်အကောင်းဆုံးနဲ့ပိုင်ပိုင်နိုင်နိုင်ရှိဖို့အခက်ခဲဆုံးတင်ပြချက်ပါပဲအခက်ခဲပြဿနာဘာတွေပဲဖြစ်ဖြစ်ဘယ်နေရာမှာပဲဖြစ်ဖြစ်ဘယ်သူကိုထိခိုက်တာပဲဖြစ်ဖြစ်အကြောင်းမဟုတ်ပါဘူးအဓိကတင့်ကိုယ်တင်စိတ်မရှိနိုင်တာပဲဖြစ်ပါတယ်ရလကိုမြင်ခြင်းနဲ့ဆန္ဒဖြစ်တဲ့အမှန်တရားအပေါ်တင့်ကိုယ်တင်ယုံကြည်အားထားတာကလွဲလို့လှုပ်ရှားမလိုပါဘူးJack Canfield မလိုချင်တာမှန်းသိရင်ကျုပ်လိုချင်တာဒါမဟုတ်ဘူးလို့ပြောလိုက်ရုံလေးပါပဲဒါပေမဲ့အဓိကအချက်ကကိုမလိုချင်တဲ့အကြောင်းထပ်အောင်ပြောတာဒါမှမဟုတ်ဘယ်လောက်ဆိုးရွားတဲ့အကြောင်းပြောတာတစ်ချိန်လုံးအဲ့ဒီအကြောင်းပဲဖတ်ပြနေတာဒီအပြင်ဘယ်လောက်ကြောက်စရာကောင်းတယ်ဆိုတာဖွင့်ပြောနေတာတွေကကိုယ်တိုင်မကောင်းတာတွေတပုံကြီးရအောင်ဖန်တီးနေတာပဲလေကဘာကြီးကိုစန့်ကျင်မဲ့အစိုးမြင်မှုကိုအာယုံဆိုင်ပြီးကဲတင်နိုင်မှာမဟုတ်ပါဘူးကမာကြီးရဲ့အနိဋ္ဌာယုံတွေအပေါ်အာယုံပြုဂရုစိုက်နေတာဟာအစိုးတွေထက်ဆင့်ပေးလိုက်ရာရောက်ယုံမကတစ်ချိန်တည်းမှာပဲကိုဘွားမှာမကောင်းဆိုးဝါးမှုတွေပိုများလာအောင်လက်ရက်ခေါ်လိုက်တာပါကိုမလိုလားတဲ့အသွင်သဏ္ဍာန်တွေပေါ်လာပြီးဆိုတာနဲ့အတွေးတွေကိုထုတ်လွှင့်ရပါလိမ့်မယ်ကဘာကြီးမှာပဲအခြေအနေနဲ့ပဲဆိုက်ရှင်ဟာစွမ်းအားမဲ့တဲ့လူမဟုတ်ပါဘူးရှင်မှာအစွမ်းတကူတွေအားလုံးရှိပြီးသားပါပျော်ရွှင်နေကြတဲ့လူတွေကိုအာယုံပြုပါအစာရည်စာတွေအရှံအပယ်ပေါ်နေတာကိုအာယုံပြုပါရှင်လိုချင်တာမှန်သမျှကိုအစွမ်းထက်မြက်တဲ့အတွေးတွေနဲ့စဉ်းစားပါရှင်မှာကဘာကြီးကိုမေတ္တာတရားတွေကောင်းမွန်ရေးတွေနဲ့ဖြန့်ကျက်ပေးပို့နိုင်တဲ့စွမ်းရည်တွေတပုံကြီးရှိပါတယ်ပတ်ဝန်းကျင်ကဘာကြီးဘာတွေပဲဖြစ်နေပါစေကိုအစွမ်းကိုအားကိုယုံကြည်ထားလိုက်ပါ James Ray လူတွေကအကြိမ်ပေါင်းများစွာကျွန်တော်ကိုပြောကြပါတယ်အေးဗျာ James ရာကျုပ်တော့သတင်းပေါင်းစုံနားထောင်နေရတာပဲတဲ့ခမည်းအနေနဲ့လည်းသတင်းပေါင်းစုံကြားလောက်ပါရဲ့ဒါပေမဲ့အဲ့ဒီသတင်းတွေကလွှမ်းမိုးချဲလေတာတော့မခံပါနဲ့ The Secret ကိုကျမတွေ့ရှိခဲ့သမျှ TV သတင်းတွေမကြည့်သင့်တော့သလိုသတင်းစာတွေလည်းဆက်မဖတ်သင့်တော့ဘူးလို့ဆုံးဖြတ်ချက်ချလိုက်ပါတယ်အဲ့ဒီသတင်းတွေကကျမကိုစိတ်ချမ်းသာမှုမပေးလို့ပါပဲသတင်းဌာနတွေနဲ့သတင်းစာများကိုသတင်းစိုးတွေထုတ်လွှင့်ပေးနေတဲ့အတွက်လည်းအပြစ်တော့မတင်တာပါကမ္ဘာလူအဖွဲ့အစည်းတစ်ခုအနေဖြင့်ကျမတို့မှလည်းတာဝန်ရှိနေပါတယ်ကျမတို့ကိုယ်တိုင်ကဒိုင်ယာနာရဲ့ကြေကွဲဝမ်းနဲ့ပဲဇက်သိန်းကန်လို့ခေါင်းစဉ်တက်ထားတဲ့ရင်တုံခြောက်ချားစရာသတင်းမျိုးပါတဲ့သတင်းစာတွေကိုအလူအယက်အငန်းမရဝယ်ဖတ်တတ်ကြတာကိုနိုင်ငံတနိုင်ငံဒါမှမဟုတ်နိုင်ငံတကာနဲ့ဆိုင်တဲ့ကပ်ဘေးကြီးမျိုးဖြစ်ပွားတာဆိုလဲသတင်း channel တွေရဲ့အရှိန်ကမိုးထီအောင်မြင့်တက်သွားရကြစမြဲဒီအတွက်ကြောင့်လဲသတင်းဌာနနဲ့သတင်းစာတွေကကျမတို့အာသာတငန်းငန်းနဲ့လိုလားတက်မှတ်တဲ့သတင်းစိုးတွေကိုအားကျိုးမှန်တက်ရှာဖွေပြီးပို၍ထဲ့သွင်းပြသနေကြတာကလားမီဒီယာတွေကအကျိုးဆက်ကျမတို့ကအကြောင်းခံတွေပါဒါကလည်းညှို့အားနေရမှာရဲ့တရုတ်တကန်တစ်ခုလို့ဆိုရမှာပါပဲတကယ်လို့သာကျမတို့ကအကြောင်းအရာတစ်ရက်ဝါမင်္ဂလာသတင်းတွေကိုသာကြားမြင်လိုလားတဲ့အချက်ပြသင်္ကေတအသစ်တစ်ခုထုတ်လွှင့်လိုက်ရင်တော့သူတို့ရဲ့တင်ပြချက်တွေလည်းပြောင်းလဲသွားမှာအေကံပါ Michael Barnard Beckwith တည်ငြိမ်မှုရအောင်နဲ့ကိုမလိုလားတာတွေကိုအာရုံလွှဲနိုင်အောင်ပြီးတော့အဲ့ဒီအရာအားလုံးနဲ့ပတ်သက်လို့စိတ်လှုပ်ရှားမှုခံစားရတာတွေကိုယ်ဆန္ဒအလျောက်တွေ့ကြုံကျင်တာတွေကိုဂရုစိုက်မယ်ဆိုရင်အာယုံသွားရနောက်ကိုစွမ်းအင်တွေကလိုက်ပါသွားတာပါပဲ Horatio Bonar 1808-1889 မှန်ကန်ကန်တွေးပါဒါဆိုရင်အဲ့ဒီအတွေးတွေကကဘာကြီးရဲ့ငတ်မုတ်ခေါင်းပေါင်းမှုကိုဒိုင်ကန်ကျွေးမွေးပါလိမ့်မယ်ဒီကဘာကြီးတွေကလူတစ်ယောက်မှသိမြင်နိုင်စွမ်းရှိတဲ့တကူတွေရှိတာကိုကိုယ်တိုင်ကြည့်ချင်ပါသလားကောင်းတာတွေကိုအာယုံပြုရင်ကောင်းတာတွေပဲခံစားရမှာဖြစ်ပြီးကဘာကြီးအတွက်လည်းပိုကောင်းတာတွေယူပေးနိုင်မှာပါတစ်ချိန်တည်းမှာလည်းကိုဘဝကိုပိုကောင်းတဲ့အရာတွေဆောင်ကျဉ်ယူမြင်တာလို့ဆိုနိုင်ပါတယ်ကိုယ်တိုင်စိတ်ချမ်းသာမှုရတာဟာကိုဘဝကိုမြင့်တင်ပေးရရောက်တယ်လို့ကဘာကြီးကိုလည်းမြင့်တင်လိုက်တာပါပဲ
နေရမှာကလက်တွေ့ကွင်းစင်းလှုပ်ဆောင်မှုရှိမှပြီးပြည့်စုံမှရမယ်ဆိုတာပါပဲဒေါက်တာဂျွန်ဒီမာတင်နီကျွန်တော်အမြဲပြောနေကြပါအတွင်းထဲကအတန်နဲ့အမြင်တွေကအပြင်ဘက်ကအယူအဆတွေထက်ပိုပြီးလေးနက်မယ်ရှင်းလင်းပြတ်သားမယ်ကျဲလောင်လာမယ်ဆိုရင်ခမည်းဟာခမည်းဘဝရဲ့အရှင်သခင်ဖြစ်ပြီးသားမှတ်လို့လီဇာနီကိုစ်ကဘာကြီးနဲ့ပတ်ဝန်းကျင်ကလူတွေကိုပြောင်းလဲပစ်ဖို့ကရှင်းအလုပ်မဟုတ်ပါဘူးရှင်းအလုပ်ကစัจ java လာကြီးအတွင်းကစီးကြောင်းနဲ့အတူမျောလိုက်သွားပြီးဒါကိုလက်ရှိကဘာကြီးမှာဂုံပြုတ်တင်ဆက်ဖို့ပဲဖြစ်ပါတယ်ရှင်ဟာရှင်ဘဝရဲ့အရှင်သခင်ကြိုးကင်ဆရာကြီးပဲဖြစ်ပြီးစัจ java လာကြီးကရှင်ပေးသမျှအမိန့်တွေကိုလိုက်နာရတာပါရှင်မလိုလားပဲဖြစ်ပေါ်လာတဲ့ရုပ်သွင်းတွေအပေါ်မှာမိန်မောမနေပါနဲ့ဖြစ်နိုင်ရင်အဲ့ဒီဖြစ်ရတွေနဲ့ပတ်သက်လို့လှုပ်တဲ့လှုပ်ထိုက်တဲ့လောက်ပေါ့ပေါ့ပါပါလှုပ်ပေးလိုက်ပါပြီးရနဲ့သွားပြီးတော့ဆိုပြီးမေ့ပြစ်လိုက်ပါဒီနောက်ကိုလိုလားတဲ့ကိစ္စအသစ်တွေကိုတွေးပါခံစားပါလိုလားချက်ပြည့်ရင်ယေရှုတင်ချီးကျူးလိုက်ပါအရှံပဲကျွယ်ဝလိုတိုင်းရတဲ့လောကဒေါက်တာဂျိုးဗိုက်တယ်ကျွန်တော်ကိုတစ်ချိန်လုံးဝိုင်းမိကြတဲ့မိကွန်းတစ်ခုကတော့ The Secret ရဲ့လျှို့ဝှက်ချက်တွေကိုလူတိုင်းအသုံးချပြီးစัจ java လာကြီးကိုကတ်လောက်တစ်ခုလိုမှားကျင်တိုင်းမှာပြီးယူကျင်တိုင်းယူနေကြရင်ကုန်ခန်းမသွားပြီဘူးလားတဲ့ပြီးတော့လေလူတကာအပြေးအလွှာအလူအရက်သွားယူကြတာနဲ့ဗန်ကြီးကိုဖျက်ဆီးပစ်ရာမကြပေဘူးလားတဲ့ Michael Barner Beckwith The Secret ကိုတင် जा ပေးရတာဘယ်လောက်များလှလိုက်တယ်လဲလို့အဲ့ဒါကတော့လူတကာကိုဝင်ငှပေးလို့မကုန်နိုင်တာပါပဲလူတွေရဲ့စိတ်ထဲမှာ virus ပိုးလိုဝင်မှွေနေတဲ့မုသားတစ်ခုလိမ်ညာလှည့်ပြောင်းမှုတရက်ရှိပါတယ်ဒီလောကကြီးမှာအများသူငါလူတိုင်းစိတ်ဝိုင်းယူနိုင်လောက်အောင်ကောင်းကောင်းလုံလောက်မှုမရှိပါဘူးတနေ့တခြားရောနေလာနေပြီအတိုင်းအဆအကန့်အသတ်တွေရှိတယ်ဘာမှမလောက်တော့ဘူးစသည်ဖြင့်ပေါ့ဒီမဟုတ်မမှန်လှည့်ပြောင်းမှုကြောင့်လေလူတွေဟာကြီးလန့်စာစားဘဝနဲ့ထိတ်ထိတ်ပြပြကြောက်လန့်ခြောက်ခြားပြီးလောဘတွေကြီးတဲ့ထက်ကြီးဝင်တိုမိတ်စာတွေပွားလို့ကက်စီနိုကော်ဒီယာတွေဖြစ်သူဖြစ်နေကြရကပြက်လက်ကုန်းတဲ့အဖြစ်တွေ့ကြုံရတာပါပဲဒါကြောင့်ကဘာကြီးခမအိတ်စီးတောက်နေရပါပြီအမှန်စင်စစ်ကကဘာကြီးမှာလူတိုင်းစိတ်ဝေငှနိုင်တဲ့အပြင်သုံးမကုံဆွမ်းမကုံနိုင်ပေါ်ရှန်နေတာပါဖန်တီးနိုင်တဲ့အကြံဉာဏ်တွေတပုံကြီးစွမ်းအားတွေလည်းအများကြီးမေတ္တာတရားတွေလည်းအနန္တပျော်ရွှင်မှုတွေကလည်းအရှံပဲအဲ့ဓာတွေအားလုံးဟာအတိုင်းအဆမသိဆုံးဆမဲ့သဘာဝရှိတဲ့စိတ်ထဲကဖြစ်ပေါ်လာတာတွေကြီးပါပဲပြေဝလုံလောက်မှုမရှိဘူးလို့တွေးတာဟာအပြင်ပန်းမြင်ကွင်းတွေကိုသာကြည့်မိလို့ဖြစ်တယ်လို့အရာရာတိုင်းအပြင်ဘက်ကလာတာပဲလို့မှတ်ထင်ကြတာလေတကြောင်ပေါ့ဒီလိုအထင်အတွေးတွေလက်ကင်ထားတဲ့အခါမှာအကန့်အသတ်နဲ့ယုံနေမှုတွေပဲအများဆုံးတွေ့ရမှာအသေးချာကြီးတေးကြသွားပါပြီကဲအခုဆိုအပြင်ဘက်ကဖြစ်တာဘာမှမရှိတော့ဘူးဆိုတာသိနေသလိုဘယ်အရာမဆိုအတွင်းပိုင်းဖြစ်တဲ့အတွေးတွေခံစားချက်တွေထဲမှာဦးဆုံးပေါ်လာရတာကိုနားလည်လိုက်ပါပြီစိတ်ဟာအရာအလုံးကိုဖန်တီးနိုင်စွမ်းရှိတဲ့တကူရှင်ပါဒီတော့ဘာတွေကုန်ခန်းယွန်နေသွားတယ်လို့ပဲရှိပါမလဲမဖြစ်နိုင်တာကြီးပဲအတိတ်ကသိဖို့အရေးကြီးတာကကို့မှာတွေးနိုင်တဲ့စွမ်းရည်တွေအကန့်အသတ်မရှိသလိုတွေးတဲ့အရာတွေကိုလည်းအကန့်အသတ်မရှိရနိုင်တယ်ဆိုတာပဲပေါ့လူတိုင်းအတွက်လည်းဒီအတိုင်းပါပဲရှင်ကိုယ်တိုင်လည်းဒီအချက်ကိုအမှန်တိုင်းသိပြီးဆိုရင်တဘာဝတယံဇာတာလို့ဆိုရမယ့်စိတ်ထဲကလိုချင်သမျှကိုအတွေးနဲ့ဖော်ယူလိုက်ပါတော့ Ams Ray ဒီဂျိုကဘာတဆုံခရီးနှင်ခဲ့တဲ့မဟာပညာရှင်ဆရာမြတ်ကြီးတိုင်းကလူဘဝဆိုတာအဖိုးတန်သလောက်လိုသလောက်ရပြီးတသလိုဖြစ်နိုင်တယ်လို့သင်ကြားခဲ့လေရဲ့ Robert Collier ဒီညှို့ဆွဲအာနိယာမရဲ့အနှစ်သာရကတော့အရှံပေကြော်ရောက်မှုကိုတွေးဖို့မြင်ဖို့ခံစားဖို့နဲ့ယုံကြည်ဖို့ပဲဖြစ်ပါတယ်။သင်စိတ်ထဲကိုအကန့်အသတ်ရှိရဲဆိုတဲ့အတွေးတွေအဝင်မခံပါနဲ့။ John Ashraf နောက်ပြီးတယံဇာတအရင်အမြစ်တွေကုန်ခန်းသွားပြီလို့ထင်လိုက်ကြတဲ့အချိန်မှာပဲအသစ်သောတယံဇာတယေရနာတွေကိုကျွန်တော်တို့ထပ်တွေ့ကြတာပဲလေ။တယံဇာတယေရနာရွှေမဲကိုထုတ်ယူဖို့အလားလာကောင်းကိုရှာဖွေနိုင်တဲ့လူတွေရဲ့စိတ်ဓာတ်အစွမ်းကိုတက်သေးတာတကားပြပြီးလှုံ့ဆော်ပေးမှုတစ်ခုလို့လည်းဆိုနိုင်ပါတယ်။ Bellice တဘာဝစွမ်းအင်ရှာဖွေထုတ်လုပ်ရေးကုမ္ပဏီဟာထင်ရှားကျော်ကြားတဲ့လူသားဆိုင်ရာဇီဝကမ္မဗေဒပါရဂူဒေါက်တာထိုနီခွင်းရဲ့သင်တန်းဆင်းတွေပဲပေါ့။ဆရာကြီးရဲ့သင်တန်းမှာစိတ်ရဲ့တကူစွမ်းအားတွေအကြောင်းကိုသင်ယူခဲ့ကြတဲ့ကုမ္ပဏီဒါရိုက်တာတွေဟာ Bellice အောင်မြင်တဲ့ရေနံထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်ရမယ်လို့
တထိတ်ချယုံကြည်ခဲ့ကြပါတယ်မနောအယုံမှာလည်းမှန်းဆမြင်အောင်ခဲ့ကြတယ်ဆိုပါတော့ဒေါက်တာဂျွန်ဒီမာတီနီကျွန်တော်တို့မှာရှားပါးယွန်းနေလာပြီလို့ပြောနေကြတာဟာကျွန်တော်တို့ကမျက်စိဖွင့်မကြည့်လို့ကျွန်တော်တို့ပတ်ဝန်းကျင်မှာရှိသမျှကိုမမြင်ရပဲပြောတာဖြစ်ပါတယ်ဒေါက်တာဂျိုးဗိုက်တယ်လူတွေဟာသူတို့လိုချင်တာကိုရင်ထဲကတန်းတပြီးစိတ်ကူးရင်ကြပေမဲ့တကယ်ရတဲ့အထိမလိုချင်ကြပါဘူးဒါဟာလေးဝက်ချက်ရဲ့အလှပါပါပဲကျွန်တော်တို့အားလုံး BMW ကားတွေမလိုချင်ကြဘူးကျွန်တော်တို့အားလုံးအသွင်တူတဲ့လူကိုမလိုချင်ကြဘူးကျွန်တော်တို့အားလုံးအကောင်းဆုံးအတွေ့အကြုံကိုမလိုချင်ကြဘူးကျွန်တော်တို့အားလုံးဝက်ကောင်းစားလာတွေမလိုချင်ကြဘူးကျွန်တော်တို့အားလုံးမလိုချင်ကြဘူးကျမတို့ဟာကိုယ့်ဘဝကိုဖန်တီးနိုင်အောင်အမခန်းတကူစွမ်းအားတွေပေးထားတဲ့ကြီးကျယ်ခမ်းနားမှုနဲ့တင့်တယ်ထေဝါလှတဲ့ဒီဂျိုကဘာပေါ်ရောက်နေတာကလားကိုယ့်အတွက်လိုရာတလိုသလိုရအောင်ဖန်တီးရမှာအကန့်အသတ်မရှိပါဘူး။ဘာကြောင့်ဆိုတွေးနိုင်တဲ့စွမ်းရည်တွေအကန့်အသတ်မရှိရထားလို့ပါပဲ။ဒါပေမဲ့တခြားလူတွေရဲ့ဘဝကိုတော့ရှင်ဖန်တီးပေးနိုင်မှာမဟုတ်ပါဘူး။သူတို့အတွက်လည်းစဉ်းစားပေးလို့မရပါဘူး။တခြားလူတွေအပေါ်ရှင်အယူအဆထင်မြင်ချက်တွေနဲ့ဖိအားပေးဖို့ကြိုးစားရင်လေဒီအင်အားတွေဟာကိုယ့်ဘက်ကိုပြန်ဆွဲဆောင်ရပဲကြပါလိမ့်မယ်။ဒါကြောင့်သူတို့အားလုံးသူတို့လိုလားတဲ့ဘဝသူတို့ပဲဖန်တီးကြပါစေ။မိုက်ကယ်ဘာနာဘက်ဝစ်လူတိုင်းအတွက်အပြည့်အဝအလုံးလောက်ရှိပြီးသားပါဒါကိုခမည်းယုံမယ်မြင်နိုင်မယ်ရအောင်ယူမယ်ဆိုရင်ခမည်းအတွက်ဘွားကနေပေါ်လာမှာပါပဲဒါအမှန်တရား Robert Collier တင်မှာယော်နဲ့အားနည်းမှုကြုံနေရပြီတင်ဟာဆင်းရဲမွဲတေမှုဒါမှမဟုတ်ယောဂါဆိုတစ်ခုခုရဲ့တားကောင်ဖြစ်နေပြီဆိုရင်တင့်ကိုယ်ထဲမှာတကူစွမ်းအားတွေရှိမှန်းနားမလဲလို့ဒါမှမဟုတ်မယုံကြည်လို့ပဲဖြစ်ရမယ်တင့်ကိုပေးဖို့အတွက်စัจ java လာကြီးကပေးပါမလားလို့မေးစရာမလိုပါဘူးစัจ java လာကြီးကလူတိုင်းကိုဘာမဆိုရက်ရောစွာပေးနေတာပါပဲသူကဘသူကိုမှမျက်နှာမလိုက်ပါဘူးစัจ java လာကြီးကညှို့အားနေရမှာကတဆင့်လူတိုင်းအားလုံးကိုအားလုံးသောအရာများပေးဝင်နေတာပါကိုလိုချင်တာကိုဘာမဆိုရွေးချယ်ယူငင်နိုင်တဲ့စွမ်းရည်တွေရှိမှရှိပါတယ်ဒီအချိန်မှာကိုအတွက်ပဲကိုပြည့်စုံလုံလောက်အောင်ယူမလားရှိသမျှလူတိုင်းစိအတွက်ယူမလားဒါဆိုကြရရွေးပါသိထားဖို့ကတော့လိုချင်စရာတွေအရှံပဲရှိတယ်အကန့်အသတ်မရှိပေးတယ်ကြီးကျယ်ထဲဝါမှုတွေလည်းတပုံကြီးပဲတအူးချင်းအနေနဲ့ကျမတို့ရဲ့အတွေးတွေနဲ့ခံစားချက်တွေအရကန့်သက်မဲပြီးမမြင်နိုင်တဲ့အထောက်ပံ့တွေကိုလက်ညှိုးထိုးယူနိုင်စွမ်းရှိကြပါတယ်ဒါဆိုရှင်အတွက်ပဲယူလိုက်ပါအကြောင်းကတော့ရှင်တဦးတည်းပဲယူနိုင်လို့ပါပဲလီဇာနီကိုစ်တင်လိုချင်တာမှန်သမျှပျော်ရွှင်မှုအချစ်ဒဏငွေကြေးကြွယ်ဝချမ်းသာမှုစီးစိမ်ဥစ္စာပီတိဆိုတာတွေအားလုံးဒီလောကမှာရှိပါတယ်လက်တကန်းစာမှာလှမ်းယူလိုက်ရုံပါပဲတင်းအနေနဲ့အာတာငန်းငန်းနဲ့တမတ်တမောလိုချင်စိတ်တော့ရှိရလိမ့်မယ်ဒီအတွက်ရည်မှန်းချက်လဲထားရလိမ့်မယ်ကိုလိုချင်တာအတွက်အပူတပြင်းလိုအင်ဆန္ဒပြင်းပြစွာနဲ့ရည်မှန်းထားမိပြီဆိုရင်တော့စัจ java လာကြီးကဘာမဆိုမရအရပေးဖို့အစဉ်သင့်ပါပဲတင်ပတ်လည်းမရှိသမျှလှပပြီးအံ့ဩစရာတွေအားလုံးကိုအတိမတ်ပြုပြီးဆူတောင်းပါကောင်းချီးပေးချီးမွမ်းပါတစ်ဖက်ကလည်းလက်ငင်းဒိဋ္ဌအသင်းစီကိုရောက်မလာနိုင်သေးတဲ့အရာတွေအတွက်အပြစ်တင်ခြင်းဝေဖန်စောတကတက်ခြင်းတွေလုပ်ပြီးအပင်ပန်းမခံပါနဲ့အင်အားတွေမဖြုံးတိဖြစ်ပါနဲ့ကိုလိုလားတာတွေမှန်သမျှကိုနှွေးထွေးစွာကြိုးစိုးနေခြင်းအပြင်တင်အများကြီးပိုရနိုင်ပါတယ်လီဆာရဲ့ပညာရှိဆန်တဲ့စကားကကိုအနားမှာရှိတဲ့အရာတွေကိုချီးမွမ်းပါကောင်းချီးပေးပါတဲ့ဒီစကားဟာကိုအလေးချိန်နဲ့ညီမျှတဲ့ရွှေတုံးတမျှအဖိုးတန်လာပါတယ်ကိုဘဝမှာရှိသမျှအရာအလုံးကိုချီးမွမ်းပါကောင်းချီးပေးပါဆုတောင်းကမ်းဖွင့်ပါဒါဟာမေတ္တာတရားရဲ့အမြင့်ဆုံး frequency တွေဖြစ်တယ်လို့မုဒိတာပွားတာဆိုလဲမမှားပါဘူးတမန်ကျမ်းစာအရာဆိုရင် Hebrew လူမျိုးအိသေလအနွယ်ဝင်တွေဟာသူတို့စီကိုရောက်လာမဲ့ကျမ်းမာမှုချမ်းသာမှုနဲ့ပျော်ရွှင်မှုတွေအတွက်ဆုတောင်းပြီးကြိုတင်ကောင်းချီးပေးတဲ့အလုပ်ကိုတကူးတကလုပ်လို့ရှိကြတယ်လို့သိရပါတယ်။သူတို့ဟာကောင်းချီးမင်္ဂလာရဲ့အစွမ်းတတ္တိကိုကောင်းကောင်းနားလည်ကြတာပဲလေ။ကျန်တဲ့လူအများအပြားကတော့ခလုတ်ထီမှအမိတဒုက္ခရောက်မှဖျားရှိဒုထောက်ဆုတောင်းကြတာကလား။ဒီတော့သူတို့ဟာအကြီးမားဆုံးစွမ်းအားတွေကိုအခွင့်အရေးအပြည့်ယူပြီးမသုံးကြဘူးဆိုရမှာပေါ့။အဘိဓမ္မာတွေကကောင်းချီးပေးဖို့ဆုတောင်းတာကိုဖျားသခင်ကိုတိုင်တယ်ပြီးမေတ္တာခံယူတာဘဝကောင်းစားရေးနဲ့အောင်မြင်ချမ်းသာရေးကိုပန်ကြားတာလို့အနက်ဖွင့်ထားပါတယ်။ဒီတော့အခုချိန်ကစပြီးကိုဘဝအတွက်ရောအရာခတ်သိမ်းတဲ့လူအပေါင်းအတွက်ပါဆုတောင်းမေတ္တာအပြည့်နဲ့တိုင်တယ်မှုပြုလိုက်ပါတော့
တိုင်တဲဆူတောင်းခြင်းဟာချီးမွမ်းခြင်းနဲ့အလားတူပြီးလူတဦးတယောက်ဒါမှမဟုတ်တစုံတရာကိုချီးမွမ်းထောပနာတာမေတ္တာတွေဝင်ငှပေးရရောက်တယ်လို့စွမ်းပကားကြီးမားတဲ့ frequency တွေထုတ်လွှတ်တာဖြစ်တဲ့အတွက်ကိုယ်စီကိုလည်းအစတရာပြန်လာမှာပါပဲချီးမွမ်းခြင်းနဲ့ဆူတောင်းခြင်းဟာဆန့်ကျင်ဘက်အစိုးတရားတွေကိုခြေဖြတ်ပစ်တာမို့ကိုယ်ရန်သူတွေကိုလည်းဂုဏ်တင်ချီးမွမ်းပြီးဆူတောင်းမြတ်တာပို့ပေးပါရန်သူကိုချိန်စာတက်ရင်အဲ့ဒီချိန်စာကကိုယ့်ပဲပြန်လှည့်လာပြီးဒုက္ခပေးပါလိမ့်မယ်ကိုကချီးမွမ်းဆူတောင်းပေးရင်တော့အဖြတ်ရန်တွေနဲ့သဘောကွဲလွဲမှုတွေကိုဖယ်ရှားပစ်ပြီးမေတ္တာတရားချီးမွမ်းဆူတောင်းခြင်းတွေပြန်လာမှာပါပဲချီးမွမ်းဆူတောင်းပေးတာဟာစိတ်ချမ်းသာမှုကိုပြန်ပို့ဆောင်ပေးမဲ့ frequency အသစ် BT line အပေါ်ကိုယ်တိုင်ပြောင်းရွှေ့ရောက်ရှိသွားတယ်လို့ခံစားရမှာမလွဲပါဘူးဒေါက်တာဒန်နစ်ဝက်လီအတိတ်ကခေါင်းဆောင်အများစုဟာသူတို့ရဲ့တကောဩဇာကိုတခြားလူတွေနဲ့မျှဝေသုံးစွဲဖို့ဆိုတဲ့လျှို့ဝှက်ချက်ရဲ့အဓိကကြတဲ့ခန္ဓာကိုဖြည့်ဆည်းဖို့လက်ဟင်းခဲ့ကြပါတယ်အခုအချိန်မှာသမိုင်းမှာဂုဏ်ယူဖို့အကောင်းဆုံးအချိန်ပါပဲကျွန်တော်တို့ရဲ့လက်ဖြာမှာဒီပညာကိုရယူဖို့အစွမ်းအာနိသင်တွေရှိနေတာကိုပထမဦးဆုံးသိလိုက်တဲ့အချိန်လည်းဖြစ်ပါတယ်ဒီအသိပညာအရာရှင်ဟာရှင်ကိုယ်တိုင်နဲ့လောကကြီးရဲ့အမှန်တရားကိုသဘောပေါက်နားလည်လာပါပြီကျမအဖို့လောကကြီးရဲ့လျှို့ဝှက်ချက်ကိုအကြီးမားဆုံးထဲထဲဝင်ဝင်သိခဲ့ရတာကလည်း Robert Collier, Prentice Mulford, Charles Honey နဲ့ Michael Barnard Beckwith ဆိုတဲ့ဆရာကြီးတွေရဲ့သင်ကြားပေးတဲ့ကျေးဇူးကြောင့်သာဖြစ်ပါတယ်။လျှို့ဝှက်ချက်ပညာကိုတက်သိလာတဲ့အလျောက်အထွေထွေလွတ်မြောက်မှုလည်းရခဲ့ပါတယ်။ရှင်လည်းဒီလွတ်မြောက်မှုရတဲ့နေရာကိုရောက်စေချင်ပါတယ်။တက်နိုင်မယ်ဆိုရင်ရှင်လက်ရှိဘဝနဲ့အတွေးအမြင်ရဲ့အစွမ်းတကူတွေသုံးပြီးလောကကြီးနဲ့အနာဂတ်လူသားတွေကိုအကောင်းဆုံးတွေနဲ့အလှဆင်ပေးနိုင်ပါစေတော့လို့လျှို့ဝှက်မှတ်စုတင်ဆန်းကျင်ခုခံတာကိုတင်ဆွဲဆောင်လိုက်တာပါပဲဒါကလည်းတင်ကဒေါသဇောတွေနဲ့စိတ်ရှိလက်ရှိစွမ်းအားအပြည့်အာယုံစိုက်ခဲ့လို့ပဲဖြစ်ပါတယ်ဘာမဆိုပြောင်းလဲခြင်းရင်သူတို့စိတ်ထဲကိုတင့်အတွေးအမြင်တဲ့ခံစားချက်အသစ်တွေအပြင်အချက်ပြသင်္ကေတအသစ်တွေထုတ်လွှင့်လိုက်ပါအပြည့်သဘောဆောင်တာတွေအပေါ်အာယုံညွှတ်ထားခြင်းအပြင်ကဘာကြီးကိုကူညီကယ်တင်နိုင်မှာမဟုတ်ပါဘူးကဘာကြီးရဲ့အနိဋ္ဌာယုံတွေအပေါ်အာယုံဆိုင်နေတာဟာအဲ့ဓာတွေထပ်ပွားစေုံသာမကကိုယ်တိုင်ရဲ့ဘဝကိုပါမလိုလားအပ်တဲ့ဆိုးကျိုးတွေပိုများလာစေပါတယ်ကဘာပြဿနာတွေကိုအာယုံ